ကျွန်တော်အခုငလင်လုံနေတဲ့အခါမှာအိမ်တွင်းအိမ်ပြင်ရင်ပေါ်မှာရှိနေလို့ရှိရင်ကျွန်တော်ဘာလုပ်အောင်လဲဆိုတော့ပြပြပေးပါမယ်နံပါတ်1အိမ်တွင်းမှာရှိနေလို့ရှိရင်ဒီစပွဲခုံအောက်ဒီခိုင်မာတဲ့ဒီခုံအောက်တွေကိုကျွန်တော်ပြေးပုံးပါပြီးတော့ဒီကိုယ့်ရဲ့ခေါင်းကိုလက်နဲ့ကာထားပါခေါင်းကိုခေါင်းနဲ့ဖြစ်စေဒီလက်နဲ့ဖြစ်စေကာထားပါဒီအပြင်ကိုချက်ချင်းထွက်မပေးပါနဲ့ငင်းနေအပြင်းထန်လုပ်လို့ရှိရင်ကျွန်တော်တို့အပြင်ကိုထွက်မပေးပါနဲ့ဘာလို့ဆိုလို့ရှိရင်ဒီကျွန်တော်အစာဦးပြိုတဲ့အခါမှာထိခိုက်မိတတ်ပါတယ်ငလင်လုံနေတဲ့အချိန်မှာကျွန်တော်ဒီအပြင်ကိုအချိန်မမီဘဲနဲ့ပြေးထွက်တာမျိုးရှောင်ကျင်ပါအပြင်မှာရှိလို့ရှိရင်ကျွန်တော်ဒီအစာဦးအမြင့်နေနဲ့ဝေးနေပါဒီ open area ကိုသွားပါတက်တိုင်နေဒီတက်ကြိုးတွေတစ်ပင်တွေဒူးနဲ့ဝေးမှာနေပါကျွန်တော်ဒီ open area plain area ကိုကျွန်တော်သွားပါဟိုဒီအဲ့ညမှာငလင်ပိုပြင်းနေဆိုလို့ရှိရင်ကျွန်တော်ဒီထိုင်နေပါဒီဒူးကိုကွေးပြီးတော့ကျွန်တော်ထိုင်နေပါကျွန်တော်ဒီကားပေါ်မှာရှိနေဒီရင်ပေါ်မှာရှိနေဆိုလို့ရှိရင်တော့ကျွန်တော်ဒီဂုံရသားတွေကိုမဖြတ်ပါနဲ့ကျွန်တော်ဒီတစ်ပင်နေနာမသွားပါနဲ့တစ်ပင်နေနာမှာပါကင်ထိုးထိုင်းဆိုလို့ရှိရင်ချက်ချင်းပဲရွှေ့ပါကိုယ့်ရဲ့ရင်ကိုကိုယ့်ရဲ့ဒီကားဖြစ်စေဒီဆိုင်ကဖြစ်စေကိုဒီတစ်ပင်နာမှာမရက်ပါနဲ့ဒီတက်တိုင်နာမှာမရက်ပါနဲ့ဒီ power line တွေနာမှာဒီ power station တွေနာမှာမရက်ပါနဲ့ကားထဲမှာရှိနေဆိုလို့ရှိရင်ကိုကဒီ safety bag ကိုပတ်ပြီးတော့ဒီငလင်းအရှိန်ပြီးနေသွားရဲ့အထိငလင်းအရှိန်ပျောက်သွားရဲ့အထိအရှိန်ကျသွားရဲ့အထိစောင့်နေပါကိုကားရထားတဲ့နေရာဒီpower station နာဓာတ်တိုင်နာဒီတစ်ပင်နာမှာမရှိတဲ့နေရာမျိုးဖြစ်ရပါမယ်ဒီဂုံးနာနဲ့ဝေးရပါမယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်ကားရထားပြီးတော့ကားပေါ်မှာဒီ safety ပတ်ပြီးတော့စောင့်နေလို့ရပါတယ်ဒါတွေကတော့ကျွန်တော်ငလင်လုံနေတဲ့အချိန်မှာဂီယူဆိုင်မှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်အောင်စုံမှာ3ရက်နေတက်ကိုပြောင်းနေအသက်25နှစ်ရွယ်လူငယ်တယောက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်